ဘာမှမတူတော့ဘာလို့ဖယားခင်ကို 100% နားလဲပေါ့ 100% ဟိုသူလောက်ခိုင်းတော့တိမှလုံမယ်ဆိုတာကကျွန်တော်တို့ကမာယွန်းနေတယ်ကျွန်တော်တို့မွေးထားတဲ့အိမ်မှာမွေးထားတဲ့မြက်ကလေးကြောင်ကလေးခွေးလေးတွေသူတို့ကျွန်တော်တို့ခွေးစာကျွေးတယ်ညက်ဆိုရင်ကျွန်တော်ဆန်တွေကျွေးတယ်စားတယ်ပြောတယ်သူတို့တွေမနေ့ဆိုရင်လာစားတယ်ညနေခဏစားတော့ညမိုးချိုးဆိုမှလည်းအိတ်တယ်သူကမြက်တဘာဝကျွန်တော်လူတဘာဝသူရဲ့မြက်တဘာဝနဲ့ကျွန်တော်ကိုဘာပြီးဟာဒီကဆန်လည်းမစားငါတို့ကအញ្ញံကောင်းတဲ့ဆန်စားတာနော်ငါတို့လည်းမဟုတ်ဘူးနော်ပြသူကပြန်လဲမပြန်တတ်ဘူးသူရဲ့တဘာဝနဲ့ကျွန်တော်မြက်ရဲ့တဘာဝနဲ့ကျွန်တော်လူရဲ့တဘာဝကိုနာတိုင်းလို့မရဘူးဘာလို့သဘောတဘောအဲ့လိုဖယားသခင်ရဲ့တဘာဝကထာဝရဖြစ်တယ်နာဝိညာဉ်ဖြစ်တယ်နေရာတိုင်းမှာရှိတယ်အရာခတ်တင်းကိုတည်တယ်အရာခတ်တင်းကိုမြင်တယ်အရာခတ်တင်းကိုအုပ်ဆိုးတယ်လို့သူပြောထားတဲ့ခါမှာသူ့အထဲမှာကျွန်တော်မဖြစ်နိုင်တာမတတ်နိုင်တာမရှိဘူးဒါမို့ကျွန်တော်တို့ကဒီထဲနဲ့ဘာသင်ခန်းစာရဆိုတခါတလေငါတို့တွေဖယားခင်လှုပ်ခိုင်းတဲ့အရာဖယားခင်တွေ့ကြုံခိုင်းတဲ့အရာဖယားခင်ငါတို့ကိုခိုင်းတဲ့အရာငါတို့အုံနောက်တယ်တော့နားမလည်နိုင်ဘူးငါတို့ရဲ့အတွေးခေါ်တယ်တော့နားမလည်နိုင်ဘူးငါတို့ရဲ့စဉ်းစားပုံတွေတော့အပြည့်အဝနားမလည်နိုင်ဘူးဒါဟာငါတို့အတွက်ဖယားခင်ပြုစီတဲ့သူ့ရဲ့အကြံစီတော်တိုင်းသူ့ရဲ့တဘာဝအတိုင်းပြုတယ်ဆိုတာကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ဖယားခင်ကကောင်းကင်မှာစူးစမ်းတဲ့ခါမှာကောင်းကင်ပုံစံတိုင်းလာပြီးတော့လောကမှာချတယ်လို့ကျွန်တော်တဲတော်ရှိတယ်ဗျာတကယ်တော့တဲတော်ကဂျူးတွေကတဲတော်လုပ်တယ်ဆိုတာကသူတို့ကဖယားသခင်ကကောင်းကင်ရဲ့ပုံရိပ်ကောင်းကင်ရဲ့ပုံစံကိုလာပြီးတော့မောရှိကိုချပြမယ်အဲ့ပုံစံလုပ်တယ်ပြောချင်တာကောင်းကင်မှာဖယားသခင်ရဲ့သဘောတော်ဘောဖယားသခင်နေတဲ့ပုံစံဖယားသခင်ရဲ့ nature ဖယားသခင်ရဲ့ဖြစ်တည်မှုကတတ်တတ်ရှိတယ်ကျွန်တော်တို့နဲ့မတူဘူးဒါကိုကျွန်တော်နားလေစေချင်တယ်သဘောပေါက်စေချင်တယ်ကျွန်တော်တို့ကယာယီကျွန်တော်တို့ကအားနည်းတယ်ကျွန်တော်တို့အသိဉာဏ်ကမစုံနိုင်ဘူးကျွန်တော်တို့ကိုပြန်ရင်အုံနောက်တော့ပေးပြီမယ်အုံနောက်ကိုတရားရခိုင်တော့ဘယ်သူမှမသုံးဘူးလို့ဟိုသိပ္ပံပညာရှင်ပြောထားတယ်ဒါပေမဲ့ဒီပုံသဏ္ဍာန်တူနဲ့တရားရခိုင်တော့သုံးနိုင်တာဘုရားခင်ဖြစ်တယ်ဉာဏ်ပညာဖြစ်တယ်ဉာဏ်ပညာရဲ့အချုပ်အခြာဘုရားခင်လို့ပြောထားတာဒါမို့ကျွန်တော်ဒီနေ့နားလည်စေချင်တာကဘုရားခင်ရဲ့တဘာဝဘုရားခင်ရဲ့ဖြစ်တည်မှုဘုရားခင်ရဲ့တည်ရှိမှုနဲ့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုကကွဲပြားပါတယ်ဒါမို့ထိုဘုရားခင်ရဲ့တခါလေကျွန်တော်တို့ကိုပြောတဲ့စကားခိုင်းတဲ့စကားလုပ်ခိုင်းတဲ့အရာဘုရားခင်ကျွန်တော်တို့ကိုပြုမဲ့အရာကကျွန်တော်တို့ကနားလည်ခြင်းမှနားလည်မယ်တဘောပေါက်ခြင်းမှတဘောပေါက်မယ်ဒါပေမဲ့ဒါဘုရားရဲ့ level နဲ့သူခိုင်းတဲ့အတွက်ကျွန်တော်တို့လှုပ်လိုက်ခြင်းအပြင်ကျွန်တော်တို့အကျိုးရှိတယ်ကျွန်တော်တို့ရဲ့ကောင်းကြီးဖြစ်တယ်တင်းနေနဲ့လူနေနဲ့မဖြစ်နိုင်ဘူးတာကငါစုတောင်းနိုင်မရနိုင်ဘူးဟာဒါကတော့ဘုရားခင်မပေးနိုင်ဘူးဒါကတော့ဘုရားခင်ငါ့ကိုဘယ်လိုပေးမှလဲလို့တင်တွေးနေတော့မှအဲ့ဒါမားနေပြီဘုရားခင်ကတင်တွေးတဲ့အတိုင်းအလုပ်လုပ်တာမဟုတ်ဘာကြောင့်သူကသူ့ level နဲ့သူအလုပ်လုပ်တယ်နှုတ်ကပတ်တော်ကိုသင်နေချာဖတ်ကြည့်လိုက်သူခိုင်းတဲ့အရာတွေကကျွန်တော်တို့လုံးဝမထင်ထားတဲ့အရာတွေပဲခိုင်းတာသူလောက်ခိုင်းတဲ့အရာတွေကကျွန်တော်တို့ရဲ့စဉ်းစားတာနဲ့ပြောင်းပြန်တယ်ပဲခိုင်းတာဘာကြောင့်ဆိုငါအကျင့်ဒီမင်းတို့အကျင့်နဲ့မတူငါအကျင့်နဲ့မင်းတို့ရဲ့အကျင့်မျိုးတွေကောင်းကင်နဲ့မြေကြီးမြင့်တကယ်လို့အလုပ်ကိုမြင့်တယ်လို့ဒီကွာချတယ်ဒီလိုထိုဘုရားခင်ကနာဝိညာဉ်ဖြစ်တယ်ထိုဘုရားခင်ကထာဝရဖြစ်တယ်ထိုဘုရားခင်ကအောဝဲတကိုးနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တယ်ထိုဘုရားခင်ကနေရာလေးမှာတည်ရှိတဲ့ထာဝရဘုရားဖြစ်တယ်ဒါကိုကျွန်တော်ပြောပြချင်တယ်ဘုရားခင်ကသူ့ကိုပြောတယ်ငါ့ကိုမီးစမ်းပါငါကောင်းမြတ်ခြင်းကိုသိစမ်းပါငါ့ကိုရှာရင်မလုံးနဲ့အကျွမ်းမဲ့နဲ့ရှာရင်ငါအတွေ့ခံငါဟာမင်းတို့နဲ့နီးနီးလေးတော့ရှိတယ်ဒါပေမဲ့နီးနီးလေးနဲ့ဝေးတာမင်းတို့ငါ့ကိုစိတ် 100% မနစ်လို့သူ့ရဲ့ level သူ့ရဲ့တည်ရှိခြင်းတော့သူဘယ်လိုလဲဆိုတာပြနေတာငါမင်းတို့လည်းဝေးမှမနေဘူးလေနင်းနီးလေးပဲနင်းနီးလေးနဲ့ဘာလို့မမြင်တာလဲနှလုံးသားနဲ့မကြည့်လို့လေဘ
ဘုရားကြီးကသူ့ရဲ့ဖြစ်ခြင်းနဲ့နာကမင်းတို့ငါ့ကိုနာမပေးနဲ့နာကနာဖြစ်တဲ့အတိုင်းနာဖြစ်တယ်ဘာကြောင့်နာဖြစ်တဲ့အတိုင်းနာဖြစ်တာလဲအရာအားလုံးကကောင်းတဲ့ညီကြီးရှိတဲ့မြအရာအားလုံးကသူဖန်ဆင်းထားတာစัจ java တစ်ခုလုံးကိုဖန်ဆင်းထားတဲ့အတွက်တခုကိုနာကဘယ်အပင်နဲ့တူတယ်ငါဘယ်ကြောက်နဲ့တူတယ်ငါမင်းတို့လူတွေကဘယ်ပုံနဲ့တူတယ်ငါမင်းတို့ဖန်ဆင်းတဲ့တိရစ္ဆာန်တွေကဘယ်လိုနဲ့တူတယ်ငါဟာဘယ်လိုတူတယ်လို့ပြောရင်တော့မရဘူးဘာလို့အဲ့ဒါအားလုံးကသူကဖန်ဆင်းလို့ဖြစ်လာဒါပေမဲ့အဲ့ဒါသူ့ကိုပုံတော့ဒါပေမဲ့သူနဲ့နောက်ဆုံးပုံတော့အညီဆုံးဖြစ်နေတာလူပဲဒါပေမဲ့ခုနကတရံမဲတူတာတဘာဝမတူဘူးတရံမဲတူတာဖြစ်တည်မှုမတူဘူးတရံမဲတူတာကျွန်တော်တို့ရဲ့တည်ရှိမှုလုံဆောင်နိုင်မှုမတူဘူးဒါကိုကျွန်တော်နားလေစေချင်ပါတယ်ဘုရားရှင်လည်းတာရဲ့ယုံကြည်စေချင်ပါတယ်ဘုရားရှင်လည်းတာရဲ့အားကိုးစေချင်ပါတယ်ရောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေSend you down my soul, I thought it, not so needed the